လေပိုင်းမှာတော့ကျွန်တော်စက်ကိုဟင်းထက်အောင်ပြင်လည်ပြီးတော့ဘယ်စင်းမှာတော့ပေါဝင်လို့လာခဲ့တယ်ခင်ဗျာအခုဆိုတော့ရှင်တော့ပွဲရတော့စတင်ပြီးတော့ရှင်ပြန်ကစားကြီးပဲဖြစ်ပါတယ်MARနီရှုကနေပြီးတာရမြဘာဘလိုဒီရထိတ်ဆက်မှာပဲအခါဒီပြန်ချိုးပြီးတာတယ်နိုင်ငံဟန်ချက်ပြတ်သွားခဲ့တာပဲဖြစ်ပါတယ်ဒေါ်လေးကိုအနေများတဲ့အနေထားပဲမြအချိန်ရင်ဆိုင်ခဲ့ပြီးတော့အဲ့ဒီတုန်းကတော့တစ်ဖက်တစ်ကိုးစီနဲ့တေးရလက်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တုန်းကမြန်မာအသင်းစီးရီးယားအသင်းကိုဥဆောင်ကိုစပြီးတော့အသင်းယူနိုင်ခဲ့တဲ့မှတ်တမ်းကောင်းတချို့ကိုလည်းရှိနေခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းအဲ့ဒီတုန်းကပွဲစဉ်မျိုးလိုမျိုးပဲမြန်မာအသင်းတစ်ခုခုမြန်ပြန်ပြီးလုတ်ပြသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ကြန့်ရှိနေသေးတဲ့အာရှပလာခြေစစ်ပွဲအောင်မြင်ရေးအိမ်မက်အတွက်မာသင်းဒီနေ့မှာအင်ကွင်းမှာခါရီယာဒီမှာဒီပြန်ပေးတာရမြဟဒါရာရှင်ဒါလီရှိကနေပေးတာလေလာလာဒီနော်အေရီယာထဲမှာပဲကြော်ပြီးတော့ထည့်လာတယ်ရှင်ဒါလီလေပေးတာရမြစီရီယာတင်းမယ်အော့စမန်ဇကာရီယာရာဒီမြဇကာရီလေမိုးအောင်ဇကာရီစီကနေပြန်လေပြီးတော့လူပို့တော့ကြိုးစားနေခင်ဗျာရှင်ဒါလီညာကြောင်ထုတ်ပေးတာခင်ဗျာဇကာရီယာကိုရှိဖြတ်ပို့ပေးတာလေဟင်းစီယာလင်းခေါင်းဦးတယ်ခင်ဗျာအော်စမန်လက်ကန်လာပြီရှင်ကိုကျော်တင်ဟင်ဘယ်တန်းမှာပဲကိုကျော်တင်လွတ်ထွက်သွားပြီမြရှုပ်ပေးတာလေဒီမှာရှိနေတဲ့တင်းမော်တန်းပိုင်စီကိုကိုကျော်တင်ဟင်ပေးဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့စီးရီးယားအသင်းရဲ့ခန့်စစ်ကလည်းတကယ်ကိုစူးစိုက်မှုအပြည့်နဲ့ပဲဟန်တာသွားခဲ့တယ်ခင်ဗျနနာကျော်မောင်လွင်နောက်ကိုပြန်ပြီးတယ်ကျော်မင်းဦးဟိုးဘညာချမ်းကိုပြပို့ထားတာပဲဖြစ်ပါတယ်ဇွဲခန့်မင်းကိုရှိကိုမြောက်ကနေပြီးတာလေဘလို့မြောက်နေတယ်တကယ်ကိုမထင်မှတ်တဲ့နေသားတစ်ခုကနေဆက်နိုင်ဘောကနေပေးတာလေစီရီးယားအသင်းပဲပြန်ပြီးဟန်တားထားတယ်မြစကာဒီပဲရှုပ်ပေးတာလေပါဘလိုဝေလကန်နာနဲ့ဆက်နိုင်ကောင်းမွန်ဆုံးလက်စွမ်းတစ်ခုနဲ့အတူပုတ်ထုတ်ပြီးတော့ကာကွယ်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်မာတင်ခန်စစ်ကဥရယ်မြတန်ပိုင်ဘောလုံးနာလိုက်ဖို့ကြိုးစားရင်းနဲ့အချက်ပြတ်ပြီးတော့လက်ကျသွားခဲ့တာပဲဖြစ်ပါတယ်MARနီစကာဒီရှုပ်ပေးတာလေအော့စမန်ဝေကန်ချန်နဲ့တူအော့စမန်ချိန်ချောက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်မာတင်ရဲ့တက်ဆက်ပိုင်းနေမကပဲနဲ့ခန်းစစ်ပိုင်းမှာပါနောက်ဒီစင်းကူပြီးတော့ကောင်းမွန်ဆုံးပုံစံတစ်ခုကိုတော့ပြဖို့အတွက်သူ့အနေနဲ့ကြိုးစားပြီးတော့ကစားနေတာပဲဖြစ်ပါတယ်အရှိမှာတော့စီရီးယားအသင်းပဲထောက်လျှောက်ပဲဆွဲလာပြီမြမာတင်ရဲ့ခန်းစစ်ကိုဖျက်ချော်ဖို့အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်ပါဘလိုအေရီယာလေးကိုတော့ဝင်လာပြီမြပါဘလိုပဲချောင်ပြဖို့ကြိုးစားတယ်ဘာလို့လေငိုင်ကန်ကျဲနဲ့တူပါဘလိုဥပေါကန်သိမ်းဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်မှာလဲစမ်းဆက်နိုင်ပဲကာကွယ်သွားနိုင်ခဲ့တယ်ခင်ဗျလေကိုဝဲပြီးတော့ပတ်ကန်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်အာသာဝါနာရှင်ပြည်သက်များဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲမြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ရဲ့ပထမပိုင်း45မိနစ်ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပထမပိုင်းအပြီးမှာတော့တစ်ဖက်နဲ့တစ်ဖက်ဂုံးရှိသေးရလက်ထပ်ပေါ်နေပါတယ်ဆိုတဲ့အကြောင်းဘွဲမှာလည်းခြေစမ်းပြဖို့အတွက်အနေငယ်ထပ်မှန်ပြီးတော့ရုံးကန်နေရပြန်တယ်ခင်ဗျာမြန်မာအသင်းရဲ့ရန်စင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့လက်စစ်ပိုင်းအပြောင်းလဲပြုလုပ်ဖို့အတွက်ဝင်းနိုင်ထွန်းမင်းမော်ဦးရှင်းရင်အောင်လေပိုင်းပြောင်းလဲပြုလုပ်ဖို့အတွက်တော့စုံဝင်းသိန်းဟင်းဖြူအစရှိကစားသမားတွေရှိနေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့စီးရီးယားအသင်းရဲ့တက်စစ်မှုကိုတော့မာတင်ခန့်စစ်ကပြန်လည်ပြီးဟန်တာသွားခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်မှ15ဇွဲခန့်မင်းဖြစ်တယ်ခင်ဗျာ။မာကျော်ပွဲစဉ်မှာတော့မြန်မာအသင်းဘက်ကိုတွင်းကိုတကူတွင်းယူထားနိုင်ခဲ့တဲ့ကျွန်တော်မှ19အဆက်ခါဒီဖြစ်ပါတယ်။စီရီးယားအသင်းပဲတန်ပိုင်
လွင်မိုးအောင်ဟန်တာသွားပြီမြရှိကိုလိုက်တင်လေးပေးတာဟင်းချောင်းဘိုးထွက်မှာတော့တန်းပိုင်ရှိနေတာပဲဖြစ်ပါတယ်ဟင်းချောင်းရှုပ်ပေးတာလေစီရီယာတင်ရဲ့ကန်ဆယ်ကစားသမားကလည်းတောက်လျှောက်ဆိုသလိုဟင်းထက်အောင်ဖိအားပေးပြီးတော့ကစားနေတဲ့အနေအထားတစ်ခုမှာတော့ဟင်းထက်အောင်ရဲ့ပေးပို့မှုကတော့လိုရမြောက်ခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့ကစောစောနေထားတစ်ခုမှာတွေကပေးပို့ခဲ့မယ်ဆိုလို့ရှိရင်တော့ပြောရင်ဆိုရင်စီရီယာတင်ရလေအမေအာနီခါလက်လည်းနဲ့ပြန်ပြီးတော့တွဲထားတယ်အော့စမန်အဗရာဟင်ပဲရှူပေးရတယ်ပါဘလိုကြင်လက်ကန်လာတယ်သူရဲ့ကန်ချက်ကတော့ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဂျေပါဘလိုရဲ့ကန်ချက်ကလည်းမာတင်ရဲ့ဂုဒမာဆန်းဆက်နိုင်ရဲ့ညာဘက်ကနေပဲဖြတ်ထွက်သွားပြီးတော့ဂုံးလုံးဘောဖြစ်ပဲဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဒီဖြိုးဝင်ရှူလေးပေါ်မြောက်ပေးထားတယ်စီရီယာတင်ပဲပြန်ပြီးတော့အနားသွားခဲ့ပြန်တယ်ဗျာမမုတ်ရှူပေးထားတယ်ပဘလိုတရားထောင်နေရင်ဆိုင်တွေ့နေတယ်နောက်ပေါ်နဲ့ချပေးထားတယ်ပဘလိုရဲ့ပေးပို့မှုကနေမမုတ်ဆုံးသက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့အဆုံးသက်ပိုင်းအားနေခဲ့တယ်လို့ပဲဆိုအောင်မယ်ခင်ဗျဘာဘလို့ရဲ့ပေးပို့မှုကတော်လေးကိုကောင်းမွန်ခဲ့ပေမဲ့မမိုးရဲ့အဆုံးသက်ပိုင်းစွမ်းဆောင်ရည်ကတော့တော်လေးကိုလွှဲချော်သွားခဲ့တာပဲဖြစ်ပါတယ်အမအသင်းအတွက်ကတော့တက်တာရခဲ့တယ်လို့ပဲဆိုရမယ်ခင်ဗျာရလပိုင်းဘလို့ထွက်ပေါ်လာမလဲဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ချိန်မှာလည်းသင်ကောင်းဆောင်မမောင်လွင်ဘယ်ကျန်းနေပဲချိန်နေကြည့်နေတယ်။လင်းနေပဲပြန်တွဲလာတယ်။မာတင်ပဲဇော်ဝင်းသိန်းတောက်လျှောက်ပဲဆွတ်တက်လာတယ်။လေကျော်မှာပဲဇော်ဝင်းသိန်းအလေကိုပြန်ထည့်ပေးတာတယ်။မာတင်ပဲအဲ့ဒီဆက်လိုက်ရောက်လာပြီ။နောက်ပြန်ပေးတာတယ်။ညာကြောင်ထပ်ပေးတာမြ။တပ်ပိုင်းလက်ကမ်းပြီ။ပြီးခဲ့တဲ့အိမ်ခွင်းပွဲစဉ်နှစ်ပွဲစတိုက်တွင်ကိုရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့တန်းပိုင်းဒီချိန်မှာလည်းအဝေးကန်ချက်နဲ့ပြိုင်မသိရဲ့ဂိုးပေါက်ကိုဖိအားပေးဖို့တဲ့အကျိုးသားခဲ့တာဖြစ်ပါတယ်။လွင်မောင်ရဲ့ပြပို့မှုကနေညာချမ်းမှာအဆင်သင့်ရှိနေခဲ့တဲ့တန်းပိုင်းညာချင်းနဲ့အဆုံးသတ်ဖို့တဲ့အကျိုးသားခဲ့တာဖြစ်ပါတယ်။အသင်းဘော်တွေကိုပြန်ပြီးတော့ဖန်တီမပေးတော့ဘဲနဲ့တန်းပိုင်းဒါရဲ့အဆုံးသက်ရမှာတော့သူ့ရဲ့ကန်ချက်ကအနှင်းငယ်အားပြော့သွားခဲ့ပြီးတော့ပြိုင်မသိရဲ့ဂိုးသမားဟက်တာရာဖန်ကိုရရှိထားနိုင်ခဲ့တာဖြစ်ပါတယ်။ရှင်ပြန်ကစားထားခဲ့ရတာဖြစ်ပါတယ်။ဒီချိန်ဒီမှာလည်းမာတင်အဲ့လိုပုံစံမျိုးထပ်ပြီးတော့စမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ချိန်မှာလည်းစီရီယာတင်မဲ့လွတ်ကြည့်ပဲအေရီယာဝင်လာပြီးစီရီယာတင်ချက်လှည့်လာတယ်။အလေထပ်ပဲပြီးပြိုင်ပြီးတော်လေးကောင်းမွန်တဲ့အခွင့်အရေးကောင်းတစ်ခုကိုတော့စီရီယာတင်ဖြုံးတီးခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင်ကျွန်တော်အနေနဲ့ကတော့မြန်မာအသင်းဦးဆောင်ကိုခွင့်ပြုလိုက်ရပြီလို့တေချာပေါက်ထင်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဆုံးသတ်ခဲ့တဲ့ကျွန်တော်ဆက်ခွန်အစက်ကဒီသူ့ရဲ့ဆုံးသက်ပိုင်းစွမ်းဆောင်ရည်ကတော့တော်ကြီးကိုလက်လျှော့သွားခဲ့တာပဲဖြစ်ပါတယ်။မာတင်ရဲ့ခန်းစစ်ကစားသမားတွေဘယ်လိုမှလုံလို့မရတော့တဲ့အနေအထားမျိုးကနေအဆုံးသတ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးအဆုံးသတ်ခွင့်ရခဲ့တဲ့အစက်ခါရီရဲ့အဆုံးသက်ကတော့တော်တော်လေးအံ့ဩဖွယ်ကောင်းလောင်ကိုလွှဲချော်သွားခဲ့ပြီးတော့ဂိုးလုံးပေါ်နဲ့ပဲအဆုံးသက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတေရလက်ထွက်ပေါ်ခဲ့မယ်ဆိုရင်တော့စီရီယာအသင်းအတွက်ဒါဟာကျင်းတတ်လို့ရတဲ့ရလက်မျိုးလို့ဆိုအောင်မှာဖြစ်ပြီးတော့မာတင်တော့ခြေစပွဲအောင်မြင်ဖို့အတွက်ဒီနေ့ပွဲစဉ်မှာမဖြစ်မနေအနိုင်ရရှိဖို့တော့လိုအပ်နေခဲ့တာဖြစ်ပါတယ်ဒါကြောင့်လက်ကျန်ပွဲချိန်ဒီမှာဘလို့ရလက်မျိုးထွက်လာမလဲစောင့်ကြည့်ရမယ်ဗျာဒီချိန်မှာလဲစီရီယာအသင်းရဲ့အဝေးကန်ချက်ကကောင်းမွန်ခဲ့မယ်လဲဂိုးမောက်နဲ့တက်မဲ့ခဲ့ခြင်းတော့မရှိခဲ့တာဖြစ်ပါတယ်လဲမှာပဲစီရီယာအသင်းရထားသေးမြဘယ်ကြောင်ထပ်ပေးထားတယ်ခါလက်မောင်မော်နဲ့ပြန်တွဲထားတယ်လူစားဝင်ကစားသမားအဲဟာလက်ဖြစ်ပါတယ်အဲဟာလက်လဲပြန်ပေးထားတယ်စီရီယာတင်မဲ့ပြန်လိုက်ဆဲထားတယ်မြအေးရထိန်ထားတော့မှာပဲအလဲဝင်လာပြီလက်ကမ်းပြီဒါမဲ့လေကွင်းလက်တန်ကတော့အစောကြီးတွေကဒီချိန်ဒီမှာပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်အမက်ချိန်နေကြည့်နေတယ်အလဲကိုပေးထားတယ်အော့စမန်ညာကြောင်ထုတ်ပေးထားတယ်မြစီရီယာတင်မဲ့ရာသေးတယ်ဇကာရာရီအော့စမန်ညာကြောင်ပေးလိုက်ပြန်မြ
ဒီထဲကိုတော့ဝင်လာပြီမြဟင်းဆိုအော့စမန်ဟာပြီးလာတယ်ပါဘလိုကကန်နာပြီကိုပြီခင်ဗျာလက်ရှိမှာတော့တောက်လျှောက်ဆိုသလိုတိုက်စစ်စိတ်နေခဲ့တဲ့စီးရီးယားအသင်းဖွင့်ကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့စီးရီးယားအသင်းရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့ကျွန်တော်们17အော်စမန်နဲ့ဆယ်ဂါဒီတို့ကမ်မိုးအတွက်ဘလုံးသားမှာအသင်းရှိနေကြတာပဲဖြစ်ပါတယ်အော်စမန်တဲ့လန်ကန်လာတယ်အော်စမန်ရဲ့ကန်ချက်ကိုတော့စောဝိုင်းမှာဥဆောင်ကိုတွင်းခဲ့တဲ့ပါဘလိုကပဲအလိုက်အသင်းပိတ်သွင်းပြီးတော့စီးရီးယားအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတွင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။နေဆိုရင်လက်ရှိမှာတော့စီးရီးယားအသင်းက